အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Comic Holic ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Comic Holic ကနေပြီးတော့ Comic တွေပြောပြသွားမှာမဟုတ်ဘဲနဲ့ Anime ဇာတ်လမ်းလေးတစ်ခုပြောပြသွားမှာပဲဖြစ်ပါတယ်နာမည်ကတော့ Dr. Stone ဖြစ်ပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးစလိုက်အောင်ဒီဇာတ်လမ်းလေးရဲ့အစမှာတော့ဆန်ကူလို့ခေါ်တဲ့လူငယ်သိပ္ပံပညာရှင်လေးတယောက်ကသူ့ရဲ့တက်ခွဲကမ်းမှာသူ့တငယ်ချင်းထိုင်ယူအတွက်ဖွင့်ပြောဖို့ရဲတဲ့ထိုင်ကျူအတွက်ဆိုရင်တော့ပုံမှန်တော့ပါဗျာဖွင့်ပြောရဲတဲ့ထိုင်ကျူအတွက်ဆေးတစ်ခုကိုသူထွင်နေပါတယ်ဒီချိန်မှာပဲထိုင်ကျူရောက်လာပြီးတော့ဒီနေ့တော့ကွာ9နှစ်တောင်မှကြိတ်ချစ်ခဲ့ရတဲ့ကောင်မလေးကိုဖွင့်ပြောတော့မယ်ဆိုပြီးတော့ဆန်ကူကိုပြောပါတယ်ဆန်ကူကတော့သူလှုပ်ထားတဲ့ဆေးရည်အကြောင်းပြောပြပြီးတော့မင်းဒါလေးတောက်လိုက်ပြီးတော့မှဒီစကားပြောပါလားဆိုပြီးတော့ပြောပါတယ်ဒါမဲ့ထိုင်ကျူကတော့ငါချစ်ရတဲ့ယူဇူရီဟာရဲ့အချစ်ကိုငါ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ပဲရကြတာကွာကျန်တာတွေမလို့ချင်ပါဘူးကွာဆိုပြီးတော့အစေးတွေအကုန်လုံးတုံပြစ်ပြီးတော့ခန်းထဲကနေထွက်လာခဲ့လိုက်ပါတယ်ထိုင်ကျူတယောက်ဖွံ့ဖြိုးမှုကြိုးစားနေတဲ့အချိန်မှာပဲကဘာကြီးကိုဘယ်မှမသိရဲ့လင်းနှန်းခုပေါ်လာပြီးတော့တက်ရှိရဲ့အကုန်လုံးကြောက်တွေအဖြစ်ကိုကြောင်းလဲလို့တောင်းခဲ့ပါတယ်ကျွန်တော်တို့ရဲ့အချစ်သူရဲ့ကောင်းထိုင်ကျူတယောက်ကြောက်ရွံ့ဖြစ်သွားခဲ့ပေမဲ့သူအဆိုးရင်ဆုံးလူကတော့သူချစ်ရတဲ့ယူဇူရီယာပဲဖြစ်ပါတယ်ဒီစိုးရိမ်တဲ့အပြင်မှာမှသူရမ်းကိုစိတ်မတင်မကျဖြစ်နေတဲ့ဟာတခုလည်းရှိပါတယ်သူ9နှစ်တောင်မှမပြောဘဲနဲ့ရင်ထဲမှာတိတ်နာရတဲ့ခံစားချက်တွေကိုထုတ်ပြောမယ်ဆိုတဲ့နေကြမှာပဲကြောက်ရွံ့ဖြစ်သွားတာကိုဒါကလည်းတစ်ပိုင်းပေါ့လေအဲ့လိုနဲ့ပဲကြောက်ရွံ့အဖြစ်နဲ့နှစ်တွေအကြာကြီးနေလာပြီးရဲ့နောက်မှာတော့ထိုင်ကျူတယောက်ကြောက်ရွံ့အဖြစ်ကနေပြီးတော့နိုးလာခဲ့ပါပြီသူနိုးလာတဲ့အချိန်မှာတော့ကဘာကြီးဟာဆက်တိုက်ရပြောင်းလဲနေပြီပေါ့ဗျာဒီတိုက်တွေအစားတစ်ပင်တွေကြောက်တုံးတွေပဲတွေ့ရတော့တာပေါ့နောက်ပြီးသူဝတ်ထားတဲ့အဝတ်စားတွေကလည်းမရှိတော့ဘူးလေကြောက်ဖြစ်ကနေပြန်နိုးထားလာတယ်ဆိုတော့ကုန်းပြီပေါ့ဖိမြောင်လေးနိုးလာတော့ပေါ့ဗျာနဲ့တည့်ရွက်လေးတွေနဲ့နည်းနည်းဖုံးလာတာပေါ့ဖုံးနေဆုံးလောက်လေးပဲပြီးရောရအရင်ရှာတာဘာလဲဆိုတော့သူချစ်ရတဲ့ကြောက်သူချစ်ရတဲ့ယူဇူရီဟာကိုသူအရင်ရှာပါလေရောရှာတော့လေဟောတွေ့ပြီဗျာတပင်အပေါ်မှာယူဇူရီကကြောက်ရွံ့ဖြစ်နေတော့မယ်တိုင်ကျွတ်ယူဇူရီကိုလည်းတွေ့ရောဘယ်နေနိုင်မလို့ငိုတော့ကြောက်ရွံ့ကြီးပြစ်နေတာကိုမင်းကိုဘလူးကြီးရမှမသိသေးပေမဲ့မရအောင်ပြင်ပါနော်ဆိုပြီးငိုလဲငိုကြောက်ရွံ့ပေါ်ရောက်ဖို့အတွက်တပင်ကိုလည်းတက်တော့နော်တပင်ပေါ်လည်းရောက်လာကြောက်ရွံ့ရဲ့ဖိနာမှာစာလေးထွင်းလာတာတွေ့တာဟဲ့ကမြောက်ပန်းကိုလိုက်ခဲ့ဆိုရက်စာကိုတွေ့လိုက်ရတော့ကာဂျူတယောက်ဒီမှာလူသူဆိုပြီးတော့သူမှမတွေ့ရဘူးလေသူအကုန်လုံးတွေ့ရတာဆိုလို့ကြောက်ရွံ့တွေပဲရှိတာဘူးအဲ့နဲ့ဟုတ်ပြီလေဒါဆိုလဲရှာပေါ့ဆိုပြီးတော့ဆင်းချလာပြီးတော့မြောက်ပန်းကိုရောက်လဲရောက်ပေါ့တွေ့ပါရဲ့သူရဲ့ချစ်ရတဲ့တငယ်ချင်းဆန်ကူတွေ့ချင်တော့လဲဆန်ကူဖြစ်နေရောဆန်ကူကတွေ့ချင်မဲ့ဆန်ကူကနောက်ဆုံးတော့မင်းတို့လာရောဘလာကြီးဆိုပြီးနှုတ်ဆက်လိုက်ပါတယ်တိုင်ကျူတယောက်လူတွေလည်းမတွေ့ရတာကကြာဘေးဘက်ဝင်းကျင်တွေမှာလည်းကြောက်ရွံ့ပြီးဘာပြောညာမပြောနဲ့ဆန်ကူကိုပြေးဖတ်ဖို့ကြိုးစားတော့တာပေါ့ဆန်ကူကတော့ဖျောင်းမင်းဖျောင်းကြီးတော့ငါမဖတ်နဲ့ဆိုပြီးပြောပြီးတော့ဆန်ကူခြေထောက်နဲ့တိုင်ကျူရဲ့မျက်နှာကိုကန်ထားပြီးဖဲ့ငါမင်းတောက်မှာနော်ဆိုပြီးတော့ပြောလိုက်တော့မှတိုင်ကျူတယောက်လက်လျှော်သွားတော့တာပေါ့နောက်ပြီးအခုသူတို့နိုးထားလာတဲ့အချိန်က9938ခုနှစ်အောက်တိုဘာလ9ရက်နေ့ဆိုပြီးတော့ပြပြလိုက်ပါတယ်ဆန်ကူကထိုင်ကျူမင်းတော်တော်အိတ်နိုင်နေကောင်းတယ်ငါတော့လွန်ခဲ့တဲ့6လလောက်ကတည်းကနိုးနေတာအခုလှုပ်ရှားရှိရလဲလှုပ်ပြီးနေပြီဆိုပြီးတော့ပြောလိုက်ပါတယ်ပြောမှတိုင်ကျူကဟုတ်လားဒါဆိုရင်ဆိုပြီးတော့ပြောရသေးတယ်ဆန်ကူကဒါတွေဖြစ်ခဲ့တာနှစ်ပေါင်း3900လောက်ကြာပြီငါကောင်းရဆိုပြီးတော့သူချက်ပြလိုက်ပါဒါကိုကြည့်လိုက်ရင်သူတို့ကြောက်ရွံ့ဖြစ်သွားတဲ့အချိန်က2038ခုနှစ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရပါတယ်ဇလန်းမဆက်တာဗျာဆန်ကူပြောတဲ့စကားတွေကိုတိုင်ကျူပြီးတော့ဟဲ့အောင်ဒါမင်းမလို့သိရတော့ဆိုပြီးတော့မြင်လိုက်ပါတယ်ဆန်ကူကတော့ရေတွက်ထားလို့သိရပါဘောဟာပြန်ပြောလိုက်ပါ
ဟုတ်တော့လည်းဟုတ်တာပဲလေမတွက်ချက်ပဲနဲ့ဘလို့သိမှာတော့တိုက်ကျူကဒါလေးဆိုဘာမှမသိဘူးလေ तू ကဗလာပဲရှိတာအုံနောက်က3တဲ့နေရာမှာဆို तू က3000 3တင်ပါရဲ့ဟာပါဘာသာနဲ့ဆက်ပြောရအောင်ပါဆန်ကူစကားလဲစုံရောတိုက်ကျူတယောက်အံ့ဩမင်းတက်နေရအောင်ဗျာဆန်ကူကတော့စက္ကန့်မျိုး तू ဘလို့ရေတွက်တဲ့အကြောင်းပြောပြီးတော့သူ့ရဲ့ပုံစံတိုင်းပေါ့ဗျာငါမင်းဆရာကြီးလုပ်နေရမဟုတ်ပါဘူးပေါ့တိနေခြင်းလို့ဆိုတဲ့ပုံစံပေါ့သူကြောက်ရွံ့ဖြစ်ကနေနိုးထလာတဲ့အချိန်ကနေပြီးတော့ဆက်ပြောရင်းနဲ့သူငါတို့လမ်းလျှောက်လာတဲ့အချိန်မှာပဲသူလုပ်ထားတဲ့တစ်ပင်မောကအိမ်လေးကိုလှမ်းပြလိုက်ဒါယူတယောက်ကအိမ်ထဲတွေ့ရောဟာဆန်ကူမင်းဘာမှမရှိအချိန်ကြီးရတယ်ဒါကြီးစောက်ထားတာပေါ့လေဆိုပြီးတော့ထပ်အံ့ဩပါတယ်ဆန်ကူကမေးပေါ့ဒါတော့ငါလူအမ်းမရှိတော့နော်ငါတယောက်တည်းစားလောက်ရောတောက်လောက်ရောနေနိုင်တော့အောင်လုပ်ထားတာမင်းကွာဒီလိုလူ့အဖွဲ့အစည်းတစ်ခုလုံးပြန်ပြီးစောက်ဖို့ဆိုရင်တော့ဗလာတောင်းနဲ့ကောင်းမျိုးကလိုးနေတာအမေချင်းတို့စောက်နေရလေတိုက်ကျူးဆိုပြီးတော့ခိုင်းလို့ကောင်းလီဗီလေးထိုးနေရပေါ့ဇန်ကူပြောတာမပြီးသေးပါဘူးဆာထပြောပါသေးတယ်တိုက်ကျူးမင်းယူဇူရီယာကိုဖွင့်မပြောဘဲနဲ့တော့မသေးဘူးဆိုတာငါတန်းပင်နေရသေးကြတယ်မင်းအဲ့လောက်တော့မနူဟုတ်တယ်မလားတိုက်ကျူးချက်ကောင်းထိသွားပါပြီတိုက်ကျူးလဲမမပါနဲ့ဒါဟောကွာဆိုရင်ပြောလိုက်ပါလေတိုက်ကျူးကဟဲ့အောင်ဆန်းကိုအလေးပင်မလာတွေကိုဒီနေ့စပြီးတော့မင်းမလုပ်နဲ့တော့အားသုံးရတယ်မှန်တယ်ပြောင်းငါတို့မလုပ်တော့မှတ်ထားလိုက်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကျူစီကဒီလိုစကားတွေထွက်လာမယ်ဆိုတာကိုဆန်ကူတယောက်တန်းပီဒီယန်တေးကြနေမယ်ဆိုတာကိုကျွန်တော်တို့တွေတောင်သိပါတယ်ဟုတ်လေဆိုတော့အချစ်တူရဲ့ကောင်ရင်ချက်ကောင်ဆန်ကူကသိနေတာ哦ဒါနဲ့ပဲဇလန်လေးဆက်ကြတာဗျာဆန်ကူတယောက်ကတော့သူတွေးနေရပါဗျာလူသားတွေကကြောက်ခက်ကနေပြီးတော့ငါတို့အခုလုံးမော်ဒန်ခက်ကိုရောက်ဖို့နှစ်တန်းကြာခဲ့တာငါတို့လည်းဒီအစနေပြီးတော့အမြင့်ဆုံးကြီးပြန်ရအောင်လုပ်ကြမယ်ပေါ့ငါကဘာကိုအရင်ဆုံးပြန်ဖြစ်အောင်လုပ်မယ်ဆိုပြီးတွေးနေတာပေါ့ဗျာဆန်ကူကတော့အဲ့လိုသာတွေးနေရပါဒါယူတယောက်ကတော့ငါယူဇူရီယာကိုကဲမယ်ငါယူဇူရီယာကိုကဲမယ်ဆိုပြီးပဲတွေးနေတာပေါ့အေးပေါ့လေသူကြတော့လေချစ်သူရဲ့ကောင်းဆိုတော့မတူဘူးဆန်ကူကထပ်တွေးတာငါတို့ကအထက်တန်းကျောင်းသား2ယောက်တန်းကျောင်းသား2ယောက်ကကဘာကြီးဘာမှမရှိပဲပြန်ပြီးစောင့်မှာဆိုပြီးတော့တွေးပြီးပြုတ်နေအောင်တွေးပြီးရနဲ့ပဲသူတို့တကယ်စပြီးအလုပ်လုပ်ကြပါပြီတိုက်ကျူကတော့ပြေးရလွှားရပေါ့အမဲလိုက်အသီးနှံတွေခူးလိုက်ပေါ့သူခူးလို့ရလာတဲ့ဟာတွေတော့ဆန်ကူကဘယ်ဟာတော့စားလို့ရတယ်ဘယ်ဟာတော့ဘယ်မှာသုံးမယ်ပေါ့ဒီလိုပြန်လဲခွဲချမ်းပြီးတော့စားဖို့တောက်ဖို့သူပြင်ပေးတယ်ဆိုပါတော့ကျွန်တော်တို့ရဲ့ episode 1လေးရလဲဒီလောက်ပါပဲနောက် episode တွေမှာကျွန်တော်တို့စမ်းကူဘာတွေတီထွင်အောင်မလဲကျွန်တော်တို့ရဲ့ချစ်သူရဲ့ကောင်းတိုက်ကျူဘာတွေလုပ်အောင်မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါဦးလို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ